Health knowledge မင်္ဂလာပါရှင်အခုကျွန်မမျှဝေပေးခြင်းနဲ့အကြောင်းအရာလေးကတော့အချုံမုတ်အကြောင်းပဲဖြစ်ပါတယ်အချုံမုတ်ဆိုတာကလူတွေဖန်တီးပြုပြင်ထုတ်လုပ်ထားတဲ့ MSG လို့ခေါ်တဲ့ monosodium glutamate ဖြစ်ပါတယ် MSG ကိုဘာကြောင့်သုံးကြတာလဲဆိုတော့အစားအသောက်တွေရဲ့အရသာကိုပိုမိုထူးကဲစေခြင်းပိုမိုအစားလို့စိတ်ဖြစ်စေခြင်းဆိုတဲ့ရည်ရွယ်ချက်တွေဖြစ်အောင်ထုတ်လုပ်ထားပါတယ် MSG ရဲ့ဆိုးကျိုးတွေအများကြီးရှိပါတယ်ဒီအကြောင်းတွေကိုလည်းကျမကပြောပြပေးသွားမှာဖြစ်ပါတယ်သို့တော့ကျမအရင်ဆုံးပြောပြချင်တာကတော့တဘာဝအစားအစာတွေထဲမှာတဘာဝအတိုင်းပါဝင်နေတဲ့ monosodium glutamate MSG အကြောင်းပဲဖြစ်ပါတယ် MSG ဆိုတာကတော့အရသာကိုချုံမိစေတတ်တဲ့ umami flavor enhancer တွေဖြစ်အသုံးပြုကြပါတယ် MSG တဘာဝအတိုင်းပါဝင်တဲ့အစားအစာတွေကတော့ဘာတွေဖြစ်ကြလဲဆိုလို့ရှိရင် protein တက်ကြွားတဲ့အစားအစာတွေဖြစ်ကြတဲ့ဝက်သား၊ကြက်သား၊အမဲသား၊ငါး၊ပဇွန်ကနန်း၊နို့နဲ့နို့ထက်ပစ္စည်းတွေဖြစ်ကြတဲ့ဒိန်ကဲ၊ဒိန်ချင်၊ဟင်းသီးဟင်းရွက်နဲ့မှုတွေဖြစ်ကြတဲ့ခရမ်းကျင်သီးတွေ၊ပဲပိစက်တွေပဲပိစက်ကထုတ်လုပ်တဲ့ပဲငံပြာရည်ခရုစီတွေမှုတွေပြောင်းမှုအာလူပင်လယ်ရည်ညှိဂျုံစတဲ့အစားအစာတွေမှာ monosodium glutamate ကတဘာဝအတိုင်းကိုပါဝင်နေတာဖြစ်ပါတယ်သူ့ရဲ့ကောင်းကျိုးတွေကတော့အရသာကိုပိုမိုကောင်းမွန်စေတယ်အစားခြင်းစိတ်ကိုပိုမိုဖြစ်စေပါတယ်စားပမာဏကိုရှော့ချပြီးတော့သုံးစွဲနိုင်ပြီးတော့အငန်တက်ကိုလည်းရှော့ချနိုင်တဲ့အတွက်ဒီတဘာဝအစားအစာတွေမှာကျန်းမာရေးနဲ့ညီညွတ်စေနိုင်ပါတယ်တဘာဝအစားအစာတွေမှာပါတဲ့ဂလူတမိတ်နဲ့အတူတူခန္ဓာကိုယ်ကလည်းသူ့ကိုတဘာဝအတိုင်းပဲခြေဖြတ်နိုင်ပါတယ်ဒါပေမဲ့ကျမတို့သုံးနေတဲ့အချုံမှုန့်ဆိုတဲ့ monosodium glutamate ကတော့ဆိုးကျိုးတွေများစွာကိုဖြစ်ပေါ်စေပါတယ်ဒါကဘာတွေဖြစ်ပေါ်စေလဲဆိုတော့ဓမ္မတဲမှုတွေတချို့လူတွေမှာဆိုရင် Chinese restaurant syndrome လို့ခေါ်တဲ့လက္ခဏာတွေဥပမာခေါင်းကိုက်တာပြုတ်အန်တာမူးဝေတာလည်ပင်းမှာကြက်စွနေတာဒါတွေဖြစ်နိုင်ပြီးတော့အလွန်အကျွံစားသုံးမှာကသွေးတိုးခြင်းဇီဝကမ္မပြောင်းလဲမှုတွေကိုအနည်းငယ်စီတက်ရောက်စေနိုင်ပါတယ်ဒါကြောင့်စက်ပြင်ပြုပြင်ထားတဲ့အစားအစာတွေဒီဓာတုဗေဒနည်းတွေနဲ့ဖော်ဆက်ထားတဲ့ဒီအမှုန့်တွေကိုအလွန်ကျွံပါဝင်တဲ့အခါဒီဟာကြီးအသုံးပြုပြီးတော့ကြော်လော်ထားတဲ့အာလူးကြော်တွေအသင့်စားခောက်ဆွဲကြောက်တွေမှာဒီပမာဏတွေကများစွာပါဝင်နိုင်တဲ့အတွက်ကြောင့်မလို့လူတွေအတွက်ကျန်းမာရေးကိုဆိုးရစွာထိခိုက်စေပါတယ်ကျမတို့ကိုရီးယားကားတွေဂျပန်ကားတွေကြည့်ဘူးကြတယ်မဟုတ်လားအဲ့ဒီမှာသူတို့ရဲ့မွေးနေ့မှာသူတို့ကအထူးတလဲဟင်းရအဖြစ်ရင်းညှိဟင်းကြိုကိုသူတို့ကချက်ပြုတ်တောက်သုံးကြတာတွေ့ရပါတယ်ဒါကသူတို့ရဲ့ရုပ်ရှင်ထဲမှာသူတို့နိုင်ငံရဲ့ဒီအစားအစာကိုသူတို့တွေက promote လုပ်ပေးတာနိုင်ငံတကာသိအောင်မြင့်တင်ပေးတာပါဒီရင်းကြီးကလည်းတဘာဝကပေးတဲ့ MSG ဘာလို့ကြောင့်လို့ဟင်းရင်ရဲ့အရာတောင်ထူးကဲပုံမကောင်းမွန်ချုံမြင်စေပါတယ်ဒီလိုပဲကျမတို့ကချင်းရင်ဟင်းလေးချက်လို့ရှိရင်ကျမတို့ဒီအညာဒေသတွေမှာဆိုရင်ခရမ်းကျင်သီးထည့်ချက်ကြပါတယ်ခရမ်းကျင်သီးတွေမှာ MSG ပါဝင်တဲ့အတွက်ကြောင့်မလို့ချင်းရင်ဟင်းရဲ့အရာတောင်ကိုချုံမိန်ပြီးတော့ထူးကဲစေတဲ့အရာတာပိုထွက်စေပါတယ်နောက်တစ်ခုကကျမတို့ဟင်းရည်တောက်တွေရေတောက်ဟင်းတွေချက်တဲ့အချိန်မှာကျမတို့ကပဇွန်ကက်ကလေးတွေငါးဟင်းကက်လေးတွေငါးကောင်းလေးတွေဒါမျိုးလေးတွေကိုအချိုဖြစ်ထည့်သွင်းတဲ့အခါမှာအရသာကိုပုံမထူးကဲစေတဲ့နှစ်လိုပဲဟင်းအဖြစ်ဖန်တီးနိုင်ပါတယ်ဒါကြောင့်မလို့ဒီလိုတဘာဝအစားအစာတွေကိုပဲအစားထိုးသုံးပြီးတော့ကျမတို့က MSG ဒီအချုံမုန့်ကိုတော့အတက်နိုင်ဆုံးရှောင်ကျဉ်ရနေပြီးတော့တဖြည်းဖြည်းစားသုံးမှုကိုရှော့ချတဲ့အထိမစားသုံးတော့အထိလုံးဝမစားသုံးတော့တဲ့အထိကျမတို့ရဲ့ lifestyle ကိုပြောင်းလဲသင့်တယ်လို့သင်ရောမထင်ဘူးလားကျမကတော့ကျမသိရဲ့အကြောင်းအရာလေးများကိုမျှဝေလိုက်တာဖြစ်ပါတယ်ကြည့်ရှုသူအပေါင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်ကျမရဲ့ channel လေးကိုလည်း subscribe လုပ်ပေးပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ် bye bye